ရစ်ဖွဲ့ခဲ့ပြီးဒီကျိုးလေးအမြင်နိုင်လဲယုံလို့မရတော့ဘူးသူဆွေငယ်အားလွယ်မရနိုင်လို့ဒီနောင်ကျိုးချီနောင်မစိုးအဆွေလန်းဟာဖြတ်တော့မရအောင်လွန်ကဲနေဒီလာမြအသေးကကိုခွေခဲ့ဘာကြောင့်တလောင်များရစ်ဖွဲ့နေလဲဒီနောင်ကျိုးဖြီပါအောင်နောင်ကျိုးလေးတမြင်ရဲ့မင်းကမသိပေမဲ့အိမ်မလာလာမမဲကိုမင်းနဲ့နောင်ကျိုးလေးတမြင်ရဲ့ထပ်တိုးရချီစေခံစားချက်များနဲ့ပြေရှမ်းနေတဲ့အသေးဘယ်သူလာမြင်နိုင်မလဲအချင်နာတွေအောင်ပြန်ပေးခွဲဒီနောင်ကျိုးဘယ်ဘဝတီရှိနေမလဲရိတ်တစ်ခုလို့တန်တာမှုဟာပြင်မရခဲ့ဒီရင်ထဲမင်းတယောက်တည်းကိုပဲနောင်ကျိုးရှင်လေးလက်ကြည့်ပါဦးရင်ခုန်ခြင်းမျောလင်းခြင်းအဆွေလန်းဟာဖြတ်တော့မရအောင်လွန်ကဲနေဒီလာမြအသေးကကိုခွေခဲ့ဘာကြောင့်တလောင်